Hello အားလုံးပဲမင်္ဂလာပါဒါကတော့ကျွန်တော်ရဲ့ဆရာနဲ့ကျွန်တော်ရဲ့တငယ်ချင်းကိုဂုံပြုတ်ပေးတဲ့ vlog လေးပဲဖြစ်ပါတယ်သူတို့ဒီနေ့ဘွေယူတဲ့ဥစ္စာကြတော့music diploma ဘွေပေါ့နော်ဒါပေမဲ့ဒီ music ဘွေယူတဲ့သူတွေပဲမဟုတ်ဘဲနဲ့ဒီ Bible theological ပေါ့နော်ဒီကျမ်းစာနဲ့ပတ်သက်တဲ့သူတွေလည်းသူတို့ဘွေယူတာဖြစ်တယ်ဒီနေ့သူတို့အစီအစဉ်စတာကမနေ့9နာရီပေါ့နော်ဒါပေမဲ့ကျွန်တော်အေးစေးလေးသွားပြီးမှ9နာရီခွဲလောက်မှပဲသွားတော့ကျွန်တော်နေထိုင်စရာနေရာမရှိတော့ဘူးပေါ့နော်ဆိုတော့တစ်ချိန်လုံးမတည့်ရဆောင်နေရပါတယ်ဂုံပြုတ်ပေးတဲ့သူရရမ်းများတယ်ပေါ့နော်ဆိုတော့ကားတွေလည်းတကြောင်ဝင်းလုံးကိုပြည့်ရှမ်းနေတယ်အရန်ကိုပြောစရာကောင်းတဲ့မြင်ကွင်းပေါ့နော်ဒါကတော့ပန်းကုန်းလေးတွေစပေးကြတာဖြစ်တယ်ပြီးရင်ပစ္စည်းလက်ဆောင်ပန်းစည်းလေးတွေကိုလက်ဆောင်ပေးကြတာဖြစ်တယ်ဒါကတော့ကျွန်တော်တို့ရဲ့ vocal ဆရာတွေဖြစ်တယ်ပြီးရင်တငယ်ချင်းကြတော့နှုတ်ဆုံးတယ်ဖြစ်တယ်ပြီးအနောက်ကကျွန်တော်တို့ဖွဲ့ပေါ်တော့ M3 ရုံးကနေ M3 group ပေါ်တော့ကျွန်တော်တို့လာရအားပေးကြတာဖြစ်တယ်လူရင်းကဘွေရတဲ့ဆရာတွေဆရာမတွေနဲ့တွေ့ရချကြတယ်ပေါ့နော်သူတို့လည်းအရန်ပင်ပန်းနေရှာမှာပဲနော်ဒါပေမဲ့ဓပုံရိုက်ချင်တဲ့သူတွေကလည်းတယောက်ပြီးတယောက်ပေါ့နော်ဒါကတော့အဆိုတော်ဖလာမဆိုတော် gospel singer ဆရာတူတူနဲ့ကျွန်တော်ရိုက်တာဖြစ်တယ်သူများတွေလည်းပေါ့နော်ဆွေမျိုးတွေများချင်းနဲ့လာရအားပေးတာမြင်တော့အရန်ကိုဂုံယူဆရာဖြစ်တယ်ပေါ့နော်ဒီမှာလူအရန်ကိုများတာဖြစ်တယ်